Hello အားလုံးပဲမင်္ဂလာပါရှင် Kit Point ကိုစနေပြီးကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်။ခေတ်ကော Kit Point ပေးရှက်ပြီးဒါဖြစ်ပါတယ်ဆိုတော့ဒီနေ့ကလို့ပြီးတော့ Kit Point အကြောင်းဒါဒီဇင်ဘာတလစာပိုင်းကြုံတွေ့ရဖို့ရှိမလဲပေါ့နော်။အမြင်လုပ်ပေးနေကြဖြစ်တဲ့ပိုင်းလေးနှစ်ခုရေးရရှိမယ်။ဒါလေးက Point 1ဒါလေးက Point 2ပေါ့နော်။အဲ့တော့ဒီတစ်ခါမှာတော့တန်းနှစ်ခုပေါ့နော် Oracle တန်းနှစ်ခု Raw Oracle တန်းနှစ်ခုကနေပြီးတော့ဆွဲထုတ်ပေးထားတယ်နှစ်ခုပေါ့နော်။ဆိုတော့ဘာကလေးကြမလဲကိုအတွက်ဒီဇင်ဘာကဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကြည့်ကြမယ်ပေါ့နော်ဆိုတော့အရင်ဆုံးတော့စိတ်အေးထားမယ်ပြီးလို့ရှိရင်ပေါ့နော်ဒီကိုစိတ်ကိုဆွဲဆောင်တဲ့ဒီ crystal လေးယူလို့လည်းရတယ်အကယ်၍မဟုတ်ဘူးဆိုရှင်လည်းဒီအောက်ကကက်ကိုပေါ့နော်အဓိကကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုရွေးချင်စိတ်ဖြစ်လာတဲ့အရာပေါ့နော်ကက်ကလေးကိုရွေးချင်လားအယောင်လေးတောက်လာတာကိုရွေးချင်သလားပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာလင်းငနဲ့လက်နဲ့ဒါလေးတော့ရွေးချင်စိတ်ဖြစ်တယ်ဆိုတဲ့ဟာမျိုးလေးကိုရွေးလိုက်ပေါ့နော်အဲ့ဆိုရင်ရပါပြီဆိုတော့ရွေးချင်နေပြီမယ်နော်ဆိုတော့ပိုင်းဝန်းလေးတက်ဆက်သွားလိုက်ကြမယ်နော်ဟယ်လိုဖိုင်ဝမ်လေးမင်္ဂလာပါဒီ crystal လေးနဲ့ဒီကက်ကလေးကိုရေးထားတဲ့ဖိုင်ဝမ်လေးတက်ဆက်ပြီးပြောမှာပေါ့နော်Okay Lagos ပေါ့နော်သူကintuition uncertainty flexible emotional ပေါ့နော်ပထမတစ်ခါကနောက်တစ်ခုကじゃ darkest ပေါ့နော် intuition transformation new life ပေါ့နော်ပြောချင်တာကကွယ်ဒီပိုင်းတူလေးပိုင်းဝန်းလေးရာပေါ့နော် sorry ပိုင်းတူတောင်ဖြစ်သွားပိုင်းဝန်းလေးရာပေါ့နော်ဒီအရင်တော့ကဒီအခုနိုဝင်ဘာဖြစ်ကောင်းဖြစ်မယ်ဒီ2025တစ်နှစ်လုံးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဘယ်လိုပဲဖြစ်အဲ့လိုမျိုး emotion အရင်များခဲ့တယ်မမျောလင့်ထားတဲ့အချိန်တွေကြုံခဲ့ရတယ်နော်ပြီးလို့ရှိရင်အဲ့လိုအရာရာကွယ်လွတ်လွတ်စပယ်ဘာမှမလုပ်ရဘူးတင်မလားအဲ့လို intuition ကိုတုံးပြီးဖြည့်ရှင်းခဲ့ရတာမျိုးကိုယ့်အလိုလိုသိစိတ်ကိုယုံကြည်ပြီးတော့ဒီလိုမျိုးလာမညရီကိုကြော်ဖြတ်လာခဲ့ရပါဘောเนาะတခုခုဆိုရှင်အဲ့လိုမျိုးအရန်စိတ်ပင်ပန်းစွာနဲ့ဘယ်ချိန်များငါအတွက်ရောင်းကြည့်လာမယ်ဘယ်ချိန်ငါအတွက်ကောင်းတဲ့ကံလေးလာမှာလဲတင်မှာအဲ့လိုဟာမျိုးကိုလုံးဝကိုမျောလင်းရင်းနဲ့စောင့်စားရင်းနဲ့ဖြတ်တန်းလာခဲ့တဲ့အချိန်လေးကဒီ2025ဒီဇင်ဘာမှာပေါ့เนาะပြန်လဲပြီး new life ပြန်ဖြစ်လာမှာပေါ့เนาะပြောလို့ရှင်တော့ဒီလိုမျိုးလာမညနေပြီးတော့ရောင်နေတာရဲ့နေ့တစ်ကိုပြန်ပြီးတော့ကိုယ့်အတွက်ရောက်လာတဲ့အချိန်မျိုးပေါ့เนาะ transformation ပြောရရင်ဒီနာကျင်မှုတွေရပဲကိုယ်အပြောင်းလဲဖြစ်သွားစေရဲ့ပုံစံမျိုးပေါ့เนาะအရာတိုင်းမှာအကျိုးအကြောင်းရှိရဆိုတော့ကိုရခဲ့တဲ့နာကျင်မှုဝမ်းနည်းမှုစိတ်ပြအာရုံမှုတည်ရမှာလူတွေနဲ့လိုက်ရုံကြီးတွေ့ဖြစ်အောင်နေခဲ့ရမှုတွေကကိုယ့်အတွက်တကယ်အဲ့လိုတော့ကွယ်ဘောက်ဖက်ကလေးကနေပြီးတော့ခါကြတော့ဒီလက်ပြတကောင်ဖြစ်လာဖို့အတွက်အရှင်ယူရသလိုမျိုးလေတကယ်ထွက်လာတော့လေအယောင်သွေးဆုံတဲ့အနေအထားနဲ့ထွက်လာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအနေအထားလေးကိုမြင်ရရဲဆိုတော့ new life ကိုတွေ့ရ2025မှာပေါ့နော်ဒီဇင်ဘာမှာ new life အခြေအနေတွေကိုတွေ့ပါတယ်လောလောဆယ်ပေါ့နော်ဆိုတော့ကနေဘာလေးကြုံတွေ့လို့ရှိမလဲအဖြစ်ထက်ရှာကြည့်ပေါ့နော်ဒီစမှာဘာကြုံတွေ့ရဖို့ရှိမလဲ for pi 1ဘာကြုံတွေ့ရဖို့ရှိမလဲ for pi 1Accept a winner cat. Ace of winter cat. Six of winter strap. Okay လောလောဆယ်တော့ပေါ့နော်ဒီမှာမြင်ရတာကခုနပြောလို့မျိုးပဲအဲ့လိုမျိုး emotional တွေများတယ်ကိုတော့ပေါ့နော်ကိုလောရမယ့်ကိစ္စတွေရှိတယ်လောက်ကမဲနော်အဲ့ဒါတွေကိုကိုကလေပြောလို့ရှိရင်တကယ်2025ကိုအတွက်သင်ခန်းစာယူရတဲ့နှစ်တစ်နှစ်လိုပဲပေါ့နော်အဲ့လိုတစ်ခုခုလှုပ်ချင်ပေမဲ့ထင်ခဲ့ရတာတွေဒါပေမဲ့နောက်တစ်ခုတွေ့ရကြတာလေကိုတိုင်းကိုကပေါ့နော်အဲ့လိုမျိုးနေချင်လို့ကိုနေခဲ့တယ်ဆိုပြီးတော့တွေ့ရ the winter lava ကကြလာနော်ပိုင်းဝန်းလေးတွေကအဲ့လိုဒီပြောလို့ရှိရင်ကွယ် relationship ကိုအရင်စပြောလိုက်မယ်ဆိုလို့ရှိရင် relationship မှာအဲ့လိုဒီလူနဲ့
ဆက်သွားအောင်မသွားဘူးကကိုယ်စိတ်ထဲမှာအသေးချတည်တယ်ဒီလိုကဆုံးလို့ချိန်တန်ပြီလို့လည်းသိတယ်ကိုယ့်အတွက်ဒီလူနဲ့တာရှိနေမယ်ဆိုရှင်ဆက်သွားလို့ရတာမရတာကြီးထက်ကွဲတယ်မှာအဲ့လိုဖို့ပြောမယ်ကိုယ့်အတွက်ဘာကောင်းကျိုးမှရှိမလာနိုင်ဘူးဒီလိုထားခဲ့ပြီးမှထွက်လာလို့ရှင်ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့ဟာပဲဆိုတာကိုယ်တိုင်သိရပါတော့ဒါပေမဲ့လက်မခံနိုင်သေးဘူးဖတ်တွေ့ထားခြင်းနေဆိုလူတွေပေါ့နော်အဖြစ်တစ်ခုရှိပေမဲ့ကိုကအဲ့အဖြစ်ကိုဘယ်လိုပြောမလဲယူမလာဘဲနဲ့ဒီတိုင်းနေနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး relationship တွေအနေနဲ့ကတော့ဒါရှုပ်ထွေးရဲ့အခြေအနေတစ်ခုကိုပြတယ်အိမ်အောင်တဲ့အနေနဲ့ကြောက်ရလေကိုကဒီအမျိုးသားပြန်လာဟိုဒီဆောင်းတွဲမှာအဲ့လိုမျိုးစောင့်ဆိုင်နေရအနေထားမျိုးပေါ့နော်ကိုအနေနဲ့စောင့်ဆိုင်နေကျမ်းပါပါစေဒီမှာအဲ့လိုမျိုးသူကသူအဆင်ပြေပါစေပေါ့ကိုစောင့်နေလိုက်မယ်ဆိုရင်အနေအထားမျိုးလေးပေါ့နော်ပြောလို့ရှင်တော့ဒါခါဒီပန်းဝင်းလေးက LDRS အနေအထားအနေနဲ့ရှိရလို့တော့ကိထင်တယ်Okay LDRS မဟုတ်ဘူးဆိုလို့ရှိရင်တောင်မှပဲပေါ့နော်အဲ့လိုမျိုးစိတ်ချင်းဝေးကွာနေကြတာမျိုးပေါ့တည်မှာအဆက်တွေတိတ်မရတာမျိုးအဲ့လိုမျိုးကိုအနေနဲ့စိတ်ရှိနဲ့စောင့်ဆိုင်နေရတာမျိုးတချို့ကြောင့်လည်းဒီချစ်သူ life မှာဆိုလို့ရှိရင်လည်းဒီပန်းဝင်းလေးကတစ်ဖက်လူကဆက်သွယ်ရမသွယ်ရထဲကိုဘက်ကပဲဆက်သွယ်ပြီးဒီခြေနေကိုရှေ့ဆက်ဖို့တော့အားတင်းနေရတာမျိုးပေါ့နော်အဲ့လိုကိုပင်ပန်းနေဒီတိုင်အောင်တောင်မှပဲတစ်ဖက်သူစီကအကူအညီလုံးဝမရနေရတော့ကတွေ့တယ်အားကြောင့်မလို့ကိုစိတ်ထဲမှာပေါ့နော်တွေးထားရဖြစ်နေတာဒီလိုထားခဲ့ရမလားဒါမှမဟုတ်ဆက်ပြီးခေါ်သွားရမလားဒီနေ့25ကတော့ဒီနှစ်နောက်ဆုံးလာကတော့ထားလိုက်တော့ဒီနောက်ဆုံးမှာပဲထားခဲ့တော့မယ်ပြီးလို့ရှင်တော့အဆုံးမချက်တစ်ခုကိုချပြီးထွက်သွားမယ်ဆိုပြီးတော့ကိုယ့်ဘက်က move on လုပ်ဖို့အတွက်တွေးနေရမျိုးပေါ့နော်ကိုအပြေးဝချစ်ပြီးနောက်သားမရအောင်ချစ်ပေးနေတဲ့နောက်ဆုံးအနေအထားတစ်ခုကိုတော့တွေ့ရပေါ့နော်အဲ့လိုလေးခံစားရရဲဆိုတော့ပြောလိုမျိုးပဲမှုအောင်ရရှိရမှုအောင်ပေါ့နော်ပြန်ပြီးစောင့်ဆိုင်နေမှုတွေဘာတွေအတွက်သိချင်နေဆိုရှင်တော့တက်ပေါ့နော်ဒါမဲ့ဒီမှာကကိုယ့်အတွက်ကိုကြည်ရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တစ်ဖက်သူရဲ့ခံစားချက်တွေဘာတွေထက်တော့ဒီအရှုပ်ထွေးတစ်ခုဖြည့်ရှင်းနည်းတစ်ခုကသိလာလိမ့်မယ်ပေါ့နော်ကိုအဆက်အသွယ်စောင့်နေရတဲ့မျိုးရှိရဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်တစ်ဖက်သူကကြောခိုင်းသွားတဲ့ energy မြင်လာဆိုတော့လေကတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အချိန်တစ်ခုစောင့်ဆိုင်စီခြင်းနဲ့စောင့်ဆိုင်နေတဲ့အတော်အတွင်းမှာလည်းပေါ့နော်ဘယ်လိုဖြစ်ဒီမှာtransformation new life တွေပါထားဖြစ်တဲ့အတွက်ကြောင့်ကိုမညာနဲ့ပေါ့နော်ဒီလားကိုညာရဲ့လို့ရကအဆိုးဆုံးပေါ့နေနိုင်နေဆိုရင်နေနိုင်တယ်မနေနိုင်ဘူးဆိုမနေနိုင်ဘူးဆိုမဲ့ချမယ်ဆိုချမယ်မချအောင်ဆိုမချအောင်ပေါ့နော်အဲ့လိုအနေအထားနဲ့သွားမှရမှာပေါ့နော်ကိုလိန်ပြီးတော့ခါကြဆက်သွားနေရဆိုရင်ဒါကပိုးပြီးဆိုးလာပြီးတော့ကိုပဲပိုးညှင်းစရာရောက်တယ်ပေါ့နော်တမပြီးတစ်နေ့ဖြတ်ကျော်သွားတလပြီးဖြတ်ကျော်သွားလဲကိုအနေနဲ့ကဒီလိုလာမိုက်ကြရေကိုပဲဖြတ်ကျော်သွားမှာပေါ့နော်အဲ့လိုမဟုတ်ဖ ೇನೆ ကိုရဲ့အခြေအနေကိုပြန်လဲသုံးသက်ပြီးတော့ခါကြတော့ information တွေစုဆောင်းပြီးလို့ရှိရင်အဲ့လိုဒီလိုမျိုးအခြေအနေမှာပဲမနေဘဲနဲ့ဆက်သွားမယ်ဒီမှာအကြောင်းတွေကိုသိမှဆိုလို့မဖော်ထုတ်ချင်ဘူးဆိုပေမဲ့လည်းဖော်စရာရှိတာဖော်တဲ့နေလို့တော့ထင်တယ်ပေါ့နော်ဒီပြောလို့ရှိရင်တော့အဲ့နဲ့အရှုပ်ထွေးလေးတော့ရှိတယ်အဲ့တော့ကိုယ်ယုံကြည်မှုရှိရမယ်ဒီမှာ ISO winter 1ဆိုတော့ခါကြလေတခုခု action ကိုယူပြီးတော့လုံးမရအောင်ပေါ့နော်ပြောင်းလဲမှာဆိုလဲပြောင်းလဲမှာထွက်လာမှာဆိုလဲထွက်လာမှာဒါကိုဒီချင်းတွေကိုစုပ်ကိုင်ပြီးတော့ဆက်သွားမှာဆိုရှင်လဲဘယ်ဒီစုပ်ကိုင်နိုင်မှာလဲပေါ့နော်အဲ့လိုမျိုးရွေးချယ်မှုတခုခုတော့လောက်ရမယ့်အချိန်ပဲလို့တော့ထင်တယ်ပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့လေကိုစောင့်ဆိုင်နေတဲ့ပုံစံမျိုးအဆက်အသွယ်မျိုးဆိုလို့ရှိရင်တော့ပြန်ရဖို့ရှိတယ်ပထမပတ်လောက်မှာပြန်ရရပေါ့နော်ဒါပေမဲ့သတင်းကောင်းတော့မဟုတ်တဲ့ပုံစံမျိုးတော့ခံစားရရပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်လေသတင်းကောင်းသိမ့်မဟုတ်တော့ပေါ့နော်နည်းနည်းလေးဟိုဖြစ်တယ်အဓိကဒါပေမဲ့ကိုပိုင်ဘဝအတွက်က new life အနေနဲ့ဖြစ်တာဆိုတော့လေ new life ဆိုတဲ့စကားလုံးပါလာကနေကကိုကဘဝရမှာရှိသမျှအရာအကောင်ကအသစ်ဆန်ဖြစ်သွားမှာပဲသူက new person အနေနဲ့ပြန်ရောက်လာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လေကိုတိုင်းက new person ဖြစ်သွားဖြစ်ဖြစ်ဒါမျိုးဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးတွေ့ပါတယ်ဆိုတော့အလုပ်ကိုင်းနဲ့စီးပွားရေးမှာဆိုလို့ရှိရင်တော့ဒါကကိုအနေနဲ့အလုပ်ထွက်တာမျိုးပေါ့နော်ကိုလည်းရှိဒီလုပ်နေရအလုပ်ရှိရဆိုရင်ဒီလုပ်မှမပြောရတာဒီလုပ်ကြီးမှဆက်ပြီးတော့မနေချင်တော့တာဒီလောက်ကကိုတော့မဟုတ်ဘူးလို့ခံစားရတာပေါ့နော်အဲ့လိုမျိုးတွေ့ရဲအဲကြောင့်ရှိပြီးသားအလုပ်ဆိုရင်ထွက်ဖြစ်လိမ့်မယ်ပေါ့နော်အကယ်၍အလုပ်ရှာနေရဆိုလို့ရှိရင်တော့ဒီစမှာအကုန်လောက်မှရလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဆက်အသွယ်ကတော့ပထမပတ်လောက်မှကလေးရလိမ့်မယ်ကိထင်တာကတော့10-15ရက်ဝန်းကျင်ထဲမှာဆိုရှင်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးခေါ်စာရတာမျိုးပေါ့နော်ကိုအနေနဲ့တော့ရှားလိမ့်မယ်တခြားရှားမယ်ကိုရပေါ့နော်ဒီနယ်ပယ်ပုံဝင်ခြင်းမဟုတ်ဖ ೇನೆ လေအဲ့လိုမျိုးဥမာကိုကဒီမျိုးမှာနေရဆိုရှင်တခြားမျိုးမှာရတာဒါမှမဟုတ်ရှင်တခြားနေရာမှာရအဲ့လိုပုံစံမျိုးလေးတော့ဖြစ်နေမယ်ပေါ့နော်အလုပ်ကိုင်းပြောင်းလဲရှိရမျိုးတော့တွေ့ပါတယ်ဆိုတော့ကိုပိုင်စီးပွားရေးလုပ်တဲ့အနေနဲ့တော့လေနည်းနည်းလေးအဲ့လို3လပိုင်းတော့ဖြစ်သွားပြီ sorry ဒီ3ဖက်မြောက်ပေါ့နော် set of sub energy ပါနေတာဆိုတော့လေအဲ့ဒါပါနေတာဆိုတော့ခါကြဒီဇင်ဘာ3ဖက်မြောက်မှာပေါ့နော်ငွေကြီးနဲ့အဲ့လိုကြားရဲလေးမှာဖြစ်နိုင်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့နောက်ခံတွေပေါ့နော်အဲ့လိုဖြစ်နိုင်တဲ့ risk တွေကိုတခြားတွက်ပြီးတော့ခါကြတော့လောက်ထားမယ်အနေထားလေးတော့ရှိရပေါ့နော်အဲ့ချိန်ကြီးကလည်းခက်ခဲတဲ့အဲ့တပတ်တာကာလလေးကကြောဖြတ်ရနိုင်တာလေးရှိတတ်ပါတယ်ဆိုပြီးတော့ပညာရေးအနေနဲ့ပေါ့နော်ပညာရေးအနေနဲ့ကတော့
problem ကိုပေါ့နော်အရင်ပညာရေးမှာအဆင်ပြေပါမလားတင်မလားဒီကိုရွေးထားတဲ့လက်မှန်ရဲ့လားဒီစောင်းမိတ်အောင်ပါလားအဲ့လိုမျိုးတွေးနေဆိုရှင်တော့အောင်လိမ့်မယ်ဒီမှာမြပြတက်ကလေးလည်းပါပေါ့နော်ဒီအောင်ကျအခုဒါအပုံမှန်တိုင်းကောက်စီခြင်းနဲ့မြပြတက်ကလေးလည်းပါနေတော့ခါကြလေးကိုတက်လေးအဲ့လိုမျိုးတကယ်ရွေးချယ်နေတဲ့လမ်းကြောင်းကိုပေါ့နော်ရွေးမိသွားမဲ့ပုံစံမျိုးအလင်းရတဲ့ပုံစံမျိုးတွေ့ရအဲကြောင့်မို့လေပညာရေးနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ကိုအနေနဲ့ကိုလုံးဆရာရှိရတာတခြားလေးဆက်လုပ်နေပေါ့နော်အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ပညာရေးပတ်သက်ပြီးတော့တခုရှိတာကကိုအနေနဲ့လေဖြစ်ပါမလားဟုတ်ပါမလားအရင်စိုးရင်ပူပန်နေတဲ့ကိစ္စတွေကလေတကယ်လုတ်ပြီးသွားလို့ရှိရင်အဲ့လောက်မစိုးပါဘူးပေါ့နော်ကိုစိုးရင်နေတဲ့လောက်လည်းမဖြစ်တာကိုတွေးလိမ့်မယ်ဒီမှာဆိုရှင်ascending to spring ပေါ့နော်21 cat နော်ကောင်းနေသီလားအဲ့လိုလေဘယ်လိုပြောမလဲကိုကလေတခုပညာရေးနဲ့ပတ်သက်ပြီးစိုးရင်နေဆိုရင်ကိုလို့ဆရာရှိရအောင်ပဲလုပ်ခုဘယ်ရုံမှအတွင်းမများပဲနဲ့ကိုလို့ဆရာရှိရလုပ်နေမယ်ဆိုလို့ရှိရင်အဆင်ပြေဆုံးပဲပေါ့နော်ပြီးလို့ရှိရင်ဒီစောင်းမြတ်ကိုကနေသွေးတွေချတတ်တဲ့ကာလလေးဆိုလေစိတ် emotional အရင်များတာတဲ့မှာဘာမှမလုပ်ဖ ೇನೆ ငိုချင်တာတယောက်တည်းအကုန်လုံးထားခဲ့ပြီးထွက်သွားချင်တာဒါမျိုးဖြစ်အောင်ဖြစ်နိုင်လို့ရှိရင်ပေါ့နော်ကိုတယောက်တည်းအချိန်ပေးပြီးတော့အနားယူတဲ့အချိန်ကိုတော့တွေ့ရပေါ့နော်အနားယူလိုက်လို့လည်းဘယ်သူမှဘာမှမပြောဘူးကိုအသိဆန်လေးကိုစာကျွေးမယ်တဲ့မှာကိုနေဝင်ချိန်လေးကိုခံစားမယ်ဒါမှမဟုတ်ရှင်နေထွက်ချိန်ကိုခံစားမယ်စဖြစ်ပေါ့နော်ဘယ်လိုဖြစ်ကိုစိတ်ကို relax ဖြစ်စေမယ့်အရာမျိုးပေါ့နော်ဘယ်အောင်မှအတင်းလောက်ယူစူးစမ်းနေကြမလို့ပေါ့ပါလေးသွားအဆင်ပြေသွားနိုင်မယ်ဖြစ်ကြော်စရာရှိရဖြစ်ကြော်ရင်ဆိုင်စရာရှိရရင်ဆိုင်ပေါ့နော်ဆိုတော့ဒီမှာဆိုရှင်ဒီ 8 socket လေးအရင်ထူကြရပေါ့နော်8 socket လေးအရင်ထူကြရဲဒီမှာဆိုဖျောင်းနိုင်ပြီလို့လေးဖြစ်နေတာပေါ့နော်ဒီမှာဆိုလို့ရှိရင် new life ပေါ့နော်ရောင်နေလာတဲ့နေ့သက်တွေတည်းမှာကိုတကယ်သွားလိုက်တဲ့နေရာပေါ့နော်ကိုတကယ်ဒီမှာ fire energy ပေါ့နော်ကိုကပြင်းပြလေးဒီ December ထဲမှာတခုခုက push လုပ်နေတယ်လို့မျိုးပေါ့နော်ကိုကပုံမှန်ဆိုလို့ရှိရင်အဲ့လိုတခုခုဆိုလို့ရှိရင်အဲ့လိုဘယ်လိုပြောမလဲရက်တက်နာမျိုးတည်းမှာတွေ့ဝေတာမျိုးစဉ်းစားတာမျိုးအဲ့လိုမျိုးဖြစ်ပေမဲ့ဒီ December ထဲမှာဆိုလို့ရှိရင်အဲ့လိုတခုခုက push လုပ်တယ်လို့မျိုးတခုခုကအဲ့လိုလာတယ်လို့မျိုးပေါ့နော်ကိုဘက်ကနေပြီးလှုပ်ချင်စိတ်တွေပြောင်းလဲချင်စိတ်တွေဒါမျိုးတွေများနေနေမယ်ပေါ့နော်ဘယ်သူစကားမှနားမရအောင်ပဲねကိုလှုပ်ချင်တာကိုပဲလှုပ်တဲ့ပုံမျိုးဒါမျိုးလေးတော့တွေ့ရဆိုတော့ကောင်းမှာပဲပေါ့နော်ဆိုတော့အခြေစီးပွားရေးပညာရေးနော်ပြီးတော့လူမှုရေးပေါ့နော်လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုပါပဲခုနပြောလို့မျိုးပဲကိုကဘယ်သူပြောစကားမှလည်းနောက်ထောင်မှမဟုတ်ဘူးနော်လာပြောရတဲ့သူရှိတယ်ကြီးမဆိုင်ဘူးကောင်းဤဆိုဤဘယ်သူပါပြောအော်ဒီလူရဒီလိုပါပဲတင်မှာလူနဲ့ပတ်သက်ပြီးစိတ်ကုန်ခံနေရပေါ့ကွယ်ကိုရင်ကပြောရစကားလွဲရင်ပေါ့နော်သူများရင်လည်းပတ်သက်ပြီးတော့သူတို့ပြောသမျှဟာဘာမှအလောက်နားဝင်တော့မဲ့ပုံစံတော့မဟုတ်ဘူးကိုလို့ဆရာရှိရဲ့အလုပ်ကိုလုပ်မယ်ကိုကြိုက်တဲ့ရွေးချယ်မှုကိုလုပ်မယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့တရားကြီးသူများကလာပြီးတော့ကိုဒုက္ခပေးနိုင်တာမျိုးတော့မရှိဘူးပေါ့နော်ဒုက္ခပေးနိုင်တာမျိုးတော့မရှိဘူးဒါပေမဲ့ပေါ့နော်အဲ့လိုအခုရှိတာကလေတချို့တော့သတင်းစကားတွေပေါ့နော်အချင်းနဲ့ပတ်သက်တဲ့တချို့တော့သတင်းစကားတွေကိုကိုမသိချင်တော့ညာလေအိမ်တိသတင်းလာပို့တာမျိုးတွေတင်မလားအဲ့လိုမျိုးကိုတိအောင်တမင်ကိုလာပြတာမျိုးတွေအဲ့လိုပြရတဲ့လူတွေကလည်းကိုယ့်ရဲ့အရင်နှီးဆုံးလူတွေကဖြစ်တတ်တာမျိုးပေါ့နော်အဲ့ဒီတခုတော့ရှိရအဲ့ဒီကတော့လည်းတော်တော်လေး stress ဖြစ်စရာရှိရပေါ့နော်အဲ့ဒါလေးတခုတော့ရှိမယ်ဆိုတော့အခြေစီးပွားရေးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ခါကြတော့ခါနာကြီးစိုက်ကမယ်ပြီးလို့ရှိရင်ဒီနားကြိုက်တာနဲ့ပြီးတော့အဲ့လိုဒီနားပြည်တဲ့မျိုးတို့တင်မှာအနာဖြစ်တာမျိုးအဲ့မျိုးကြီးစိုက်ကမယ်ပြီးလို့ရှိရင်ပေါ့နော်အဲ့လိုပြောမလဲအဲ့ဟာကလေအဲ့ပြတ်တာမဟုတ်ဖ ೇನೆ အေးလဲဝရတယ်ပုံမှန်အတိုင်းပဲကျမ်းမာရေးလဲကောင်းရတာနဲ့လေအဲ့လိုတခုခုမားနေလို့ကိုယ်ခန္ဓာကိုယ်ရဲ့ routine ခံစားရအမျိုးလေးဒီလားခန္ဓာကိုယ်မှာအညစ်တက်ဘယ်လိုခေါ်လာမသိဘူးဘယ်လိုခေါ်မလဲမသိဘူးအမွှေးဖြစ်တာဘယ်လိုခေါ်မလဲအဲ့ဒါဘယ်လိုပြမယ်မသိဘူးလူရညီးစစ်မှန်နိုင်ဖြစ်တာမျိုးပေါ့နော်အဲ့ဒီလဲဝရကောင်းကောင်းမွန်တက်နေရှင်လဲနေပေမဲ့အဲ့လိုညီးစစ်ဖြစ်တဲ့ဟာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်တခုခုလုံနေပေမဲ့ဒီပိုင်းဝန်းလေးရာပေါ့နော်ပိုင်းတူပဲပြောနေတာဆိုပိုင်းဝန်းလေးရာပေါ့နော်တခုခုလုံနေပေမဲ့ဖြစ်မြောက်မလာတဲ့ခံစားချက်မျိုးတွေပေါ့နော်ဒီဒီဇင်ဘာလရမှာခံစားလိမ့်မယ်ဒါပေမဲ့အဲ့လိုခံစားရရင်စိတ်မပူနဲ့ပေါ့နော်ဘာမှမငြိမ်နေလိုက်ဘာလို့လဲဆိုတော့အဲ့ဒါကကိုတခုခုလုံးရမယ့်အချိန်ရှိတဲ့အတွက်ကြောင့်ခဏငြိမ်နေရပါတော့တကယ်လုံးရမယ့်အချိန်ကြာလို့ရှိရင်သူလှုပ်ရှားရှိရည်လှုပ်သွားလိမ့်မယ်သူအန်နာဂျီနဲ့သူပြန်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်ဆိုတော့အခြေစီးပွားရေးကျမရေးလူမှုရေးပညာရေးပြပါပေါ့နော်ဆိုတော့ဆိုရှင်နောက်ထပ် Oracle message ထပ်ကြည့်ကြမယ် December monthly message for Taiwan winter began sweep away
A intertwined creative boundary with protection with respect passive or safety ဒီကလေးကြောက်အောင်ပါနော်ဒီကလေးကကိုယ်တိုင်ကြောက်အောင်ဆိုရှင်လေကဘယ်လိုပြောရမလဲဆိုတော့ဒါကိုနေအိမ်ကိုတန့်ရှင်းခိုင်းတာပေါ့နော်ကိုနေအိမ်ကိုရဲ့စိတ်တွေတင်မလားကို clear mind အဓိကအိမ်ပေါ့နော်ကိုရဲ့ဒီအိယာစပွဲတင်မလားဒါလိုမျိုးဟာရောတန့်ရှင်းခိုင်းတာကွယ်ဒီလားဒီမှာဆိုရှင် BSC လည်းပါတယ်ကွယ်ဒီလားမှာစီနာမွန်ခောက်ကလေးတွေတင်မလားသူမျိုးအဓိကကိုရဲ့နေအိမ်ကိုပေါ့နော်သူများဧည့်သည်လာရဲဆိုလို့ရှင်တယောက်လာပြီးတိုင်းတယောက်တန့်ရှင်းရမယ်ပြောလို့ရှင်ဒီတလုံးမှာရတဲ့ energy ကမကောင်းနေဘူးပေါ့နော်ကိုရဲ့လေ energy ကအရန်ကိုနည်းတယ် production energy လုံးဝကိုလိုအပ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဥမာတချို့ဆိုရှင်ကွယ်အိမ်တိမ်မှာဆိုရှင်စားခွက်တွေထားတာမီးတွေထွန်းတာဒါမျိုးတွေလောက်ကြရမလားအဲ့လိုမျိုးပဲလူတယောက်လာပြီးသွားတိုင်းမှာကိုယ့်အိမ်ကိုတက်ရှင်းလောက်ကမယ်ကိုယ့်ရဲ့အိမ်ကိုလုံးဝအကုန်လုံးပေါ့နော်တက်ရှင်းထားရမယ်လူကအစကျန်တာအဆုံးပေါ့နော်အဲ့လိုမျိုးအိမ်ခင်းအိမ်ရအဲ့လိုအကုန်လုံးထားရမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပေါ့နော်ဆိုတော့ go with the current year when find peace in letting go ခုနပြောလိုမျိုးပဲကိုဒီမှာ ace of cap တွေเนาะ ace of cap တွေဆိုတော့ကိုယ့်အိမ်လေးထဲမှာကိုအေးစောက်တာအနားယူပြီးတော့ပေါ့နော်ကိုဘာတွေလောက်ကမလဲဘယ်လန်းနေချမှတ်ကမလဲသိမလားကိုဘာလုပ်လို့ရှိရင်တော့အဆင်ပြေမလဲအဲ့ဒါတွေကိုကိုယ့်အနေနဲ့ကြည့်ရမယ့်ပုံစံမျိုးပေါ့နော်ပြောချင်တာကိုယ့်ဟိုလိုကိုယ့်အတွက်မဟုတ်တဲ့အရာတွေကိုလက်လွတ်ပြီးကိုယ့်အတွက်ဟုတ်တဲ့အရာတွေကိုပဲ welcome you are becoming ပေါ့နော်အဲ့လိုကိုယ့်အတွက်ဟုတ်တဲ့အရာတွေကိုယ့်အတွက်ဖြစ်တဲ့အရာတွေကိုပဲလက်ခံပေါ့နော်ကိုယ့်အတွက်မဟုတ်တဲ့အရာတွေအတွက်ကို boundary ထားပြီးတော့လက်မခံနဲ့ကိုယ့်အိမ်ထဲမှာကိုယ်ပဲနေကိုသာမသွားရင်ကိုသာမလုပ်ရင်သူတို့ကလည်းကိုယ်ဘာသူမှဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီဥစ္စာနဲ့ဒါလေးကိုတွေးမြင်တဲ့အချစ်ကြီးပေါ့နော်ဒီလူကအမားကြီးလုပ်တယ်ဒါပေမဲ့ကိုယ်ကိုတခြားတောင်းပန်တာမျိုးမရှိဘူးဆိုရှင်ကိုလက်ခံကြမလို့ကိုယ့်အိမ်ထဲမှာကိုနေပြီးတော့ဒီလိုဘာမှထပ်ပြီးဖက်တွယ်နေကြမလို့ပေါ့နော်လက်ကိုလှုပ်လိုက်ပေါ့နော်ကိုယ့်အတွက်ကောင်းမွန်တဲ့သူဆိုတာတက်ရှိရပေါ့ဒါမျိုးလေးပြောချင်တာမျိုးအကယ်၍ကိုယ်ဒုက္ခပေးခြင်းတဲ့သူဆိုလို့ရှိရင်လည်းဒုက္ခမပေးနိုင်အောင်ရှောင်လို့ရတဲ့အရာအများကြီးပေါ့နော်အဓိကကိုယ့်ပေါင်ထီနဲ့ကိုနေပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ current feeling ပေါ့နော်အဲ့လိုဘာလို့ချင်လဲကိုယ့်ရဲ့ source ကိုတန့်စင်မလားဒါမှမဟုတ်ကိုယ့်ရဲ့ဘဝကိုတန့်စင်မလားတန့်စင်စရာရှိတာတန့်စင်လုပ်စရာရှိတာလုပ်ပြီးကိုယ့်ရဲ့အကောင်းဆုံး better person becoming ဖြစ်လာအောင်လုပ်ပေါ့နော်အဲ့လိုမျိုးပြောထားတဲ့ဒီဇင်ဘာမှာအဓိကကတော့နှစ်တစ်နှစ်ရဲ့အဆုံးလေးဖြစ်လာပြီဆိုတော့ခါကျကိုတကယ်ဘာလို့ချင်တာလဲကိုတကယ်ဘာမလို့ချင်ဘူးလဲကိုယ်ကဘယ်လိုဖြစ်လာချင်လဲအဲ့လိုအရာမျိုးကိုအနေနဲ့လုပ်ပေါ့နော်ဒါမျိုးပြောထားပါတယ်ဆိုတော့ဒါလေးကတော့ yes no မေးခွန်းအတွက်ပေါ့နော် yes no မေးခွန်းအတွက်ပါဆိုတော့ဒီဇင်ဘာလထဲမှာကိုအလိုရှိတာတစ်ခုကိုဆွတ်တောင်းလိုက်ပေါ့နော်အလိုရှိတာတစ်ခုကိုဆွတ်တောင်းမယ်ဆွတ်တောင်းပြီးတော့အဲ့ဖြစ်လာနိုင်မလားပေါ့နော်ဆိုတော့အဲ့ဒီကြည့်ပြီးမယ်ပေါ့နော်ပန်းလေးဆွတ်တောင်းထားရဖြစ်လာနိုင်မလား explore your diva motivation ဆိုတော့စိတ်ရတကြောလိုနေသေးရထင်တယ်ခေတ်ကဆက်ဆက်ချင်းမှာမိကွန်းမေးလို့ရတယ်လို့ပြောမထားတော့မိကွန်းလည်းစဉ်းစားထားဖို့မရဘူးအဲ့တော့မေးလိုက်တဲ့အချိန်မှာလည်းနည်းနည်းလေးသိငယ်တဲ့ကိုယ့်ကိုပေါ့အခုလက်ရှိမှာကိုကအရင် emotion ဖြစ်တယ်ကိုယ့်ကိုမရအောင်ရမတင်းသိမ့်တဲ့အချိန်လေးဆိုတော့ခါကြတော့မိလိုက်တဲ့မိကွန်းကကိုရနိုင်တဲ့ဥမာကိုကဒီလောက်အမြင့်ကိုရောက်နိုင်တယ်ဆိုရှင်ဒီလောက်အမြင့်ကိုရောက်နိုင်တယ်ဆိုကိုမေးလိုက်တာဒီလောက်အဆင့်မှာဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ့်စိတ်ကိုပြန်ပြီးမြင့်တင်လိုက်ပြီးမှမေးခွန်းပြန်လာမယ်လို့ပြောချင်တာပေါ့နော်ပြောချင်တာအမင်းတိထက်ထိုက်တယ်နဲ့ဆိုတဲ့ပုံစံမျိုးလိုပဲကောင်းနှုတ်ချင်တယ်ပေါ့နော် this the position for it ဒါမရှိမဖြစ်လိုအပ်တဲ့အရာပေါ့အခုကိုမေးလိုက်တဲ့အရာကတကယ်မရှိမဖြစ်လိုအပ်တဲ့အရေးကြီးတဲ့အရာမဟုတ်သေးဘူးပေါ့နော်ပုံမှန်အနေထားပဲအဲ့ဒါကရပြီးသားပေါ့ရသွားမှာပေါ့နော်အဲ့တော့တိထက်ပိုပြီးမြင့်တဲ့ဟာတွေအတွက်ကိုစဉ်းစားပြီးတော့ motivation ထပ်ထားလိုက်ပါဆိုတဲ့သဘောမျိုးပြောပါရေးဆိုတော့ဒါကတော့ပိုင်းဝန်းလေးတွေ reading ပဲဖြစ်ပါတယ်ဆိုတော့ဒီဇင်ဘာလတစ်လလုံးစိတ်ကြမ်းမှချမ်းသာစွာနဲ့စိတ်ချမ်းသာကျန်းမာစွာနဲ့ပြည့်ဖြတ်နိုင်ပါစေဆိုတော့အပြောင်းလဲလေးလုပ်ပြီးတော့ခါကြတော့လေဒီကောင်းမွန်တော့အရာတွေနဲ့80ပါပေါ့နော်ဆိုတော့2026ကိုဘယ်လိုကြိုးစိုးမလဲဘယ်လို better version နဲ့သွားမလဲဆိုတာအခုကနေဆုံးဖြတ်ပြီးတော့ဆွလို့ဆရာရှိရဆွလို့လက်ခံဆရာရှိရလက်ခံပြီးသွားပါလို့မှတ်ချင်ပါတယ်ဆိုတော့ပိုင်းဝန်းလေးတက်တာနောက်တစ်ချိန်မှာပြန်တွေ့ပါမယ်ရှင်Hello ဖိုင်တူလေးမင်္ဂလာပါဆိုတော့ဒါကတော့ဒီဇင်ဘာလစာဖိုင်တူလေးဘာကြုံတွေ့ရဖို့ရှိမလဲဆိုပြီးတော့ဒီ crystal လေးကိုရွေးထားတဲ့သူဒါမှမဟုတ်ဒီကလေးကိုရွေးထားတဲ့သူတွေအတွက်ကြည့်ပေးအောင်ပါပေါ့နော်ဆိုတော့ကြည့်လိုက်ကြမယ် darkest ဒီပိုင်းတူလေးတွေကခုနပိုင်းဝန်းလေးမှာလည်း darkest ကပါလာရပေါ့နော်ဒါပေမဲ့သူကကြတော့တမျိုးဒီပိုင်းတူလေးတွေကိုခံစားမိရအကြတော့tourist action web protection ပေါ့နော်
ရှင် well protection နဲ့ darkness ဆိုတော့လေကိုကလေအဲ့လိုအခွင့်အရေးတစ်ခုခုကိုစောင့်နေတဲ့သူလိုမျိုးပေါ့နော်အဲ့လိုကိုလို့ဆက်ရှယ်လောက်ထားတယ်လုံးဝကိုအတွက်ပေါ့နော်အဲ့လိုအခွင့်အရေးလေးတစ်ခုလာခဲ့လိုက်အကောက်အကွယ်နဲ့အခွင့်အရေးတစ်ခုလာခဲ့အဲ့ဆိုရှင်ကကောင်းကောင်းကြီးရှေ့ဆက်တော့မယ်ဆိုပြီးတော့အဲ့လိုအားရင်ပြေဖြစ်နေတဲ့သူတယောက်ရဲ့ energy ပေါ့နော်ပြောလို့ရှင်ကိုကကံကြမ္မာကောင်းထိုင်ဆောင်နေတဲ့သူလိုမျိုးပေါ့နော်အဲ့လိုမျိုးကိုလို့ဆက်ရှယ်လေးလုပ်ပြီးကိုသွားကြရှာရည်လဲသွားပြီးပြီအဲ့လိုအခွင့်အရေးလေးတစ်ခုကိုမျောလင့်ထားအရာလေးတစ်ခုလာပြီးဆိုတာနဲ့ကိုလို့ဆရာရှိရအောင်အဲ့လိုဘာမှယူမဆိုင်ပဲနဲ့လုံးဝအကုန်လုံးလုံးတော့မဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးအခွင့်အရေးတွေလာမယ်လို့တွေ့ရပေါ့နော်ဒီမှာဆို morning light တဲ့မလားအဲ့လိုတချို့ပေါ့နော်အဲ့လိုအလုပ်ခေါ်စားဒါမှမဟုတ်ရှင်အလုပ်အတွက်အဲ့လိုစောင့်ဆိုင်နေအရာဥမာဒါမှမဟုတ်ရှင်လဲအဲ့လိုအချုံနာလွတ်စီရမျိုးဘယ်လိုဖြစ်ပေါ့အဲ့လိုသတင်းကောင်းတစ်ခုခုကလေလာမယ်ဆိုရှင်ဒါ morning light လေးပါဆိုတော့ဒီမနေ့ပိုင်းမျိုးနေအောင်ထွက်လာတဲ့အချိန်မျိုးအဲ့လိုအချိန်မျိုးမှာပေါ့နော်ကို့အတွက်တကယ်အဲ့လိုကို့အတွက်တကယ်အခွင့်အလမ်းလေးတစ်ခုလာလိမ့်မယ်လို့တော့ get ထင်နေပေါ့နော်ဆိုတော့ဒါကတော့ run နမိတ်နဲ့ကတော့ဒီ December လဟောက်ကြည့်ရပါတော့ဆိုတော့အဲ့လိုမျိုးလေးတွေ့တယ် protection energy လည်းရှိရဆိုတော့လေကောင်းတယ်ပေါ့နော်ကောင်းတယ်ကို့အနေနဲ့သူများအတိုက်လောက်ထားတာဘာညာရှိမယ်ဆိုလို့ရှိရင်လည်း treasures ပါဖြစ်တဲ့အတွက်ကြောင့်မလို့အတိုက်ရပါလည်းမမိနိုင်ဘူးဒီလားတိုက်တွေပါလည်းမမိနိုင်ဘူးတိုက်တွေပါလည်းမမိနိုင်ဘူးနော်ကိုအဲ့လိုသူများများတစ်ခုခုလောက်ထားလားလို့တွေးကြလည်းမလို့မရှိဘူးပေါ့နော်အခွင့်အရေးထိုင်ဆောင်နေအောင်ပဲလိုအပ်တယ်ခုံထွက်လာနေပြီဆိုတော့Tarot ခနဲ့ December တလစာပါရီဆိုတရားဖို့ရှိနေကြည့်ကြမယ်ပေါ့နော် December တလစာပါရီဆိုတရားဖို့ရှိမှာပေါ့ဖိုက်2那排上不要我先来跑排2Master of Winter One Winter consequence Five of Winter Cap 10 of Winter One Ascent to Spring ဒီပိုင်းကိုရွေးသူရဆောင်းရတီကိုမကြိုက်တဲ့သူတွေပါမယ်ထင်တယ်နော်ဆောင်းရတီကိုလုံးဝမကြိုက်တော့တဲ့သူတွေပေါ့ဒီလားဆောင်းရတီရောက်လာရင်ကိုအတွက်တော်တော်လေးဒီ December ဒီလိုဆောင်းရတီနော်အဲ့လိုမျိုးလာကကိုအတွက်ကံကြမ္မာစိုးတစ်ခုဝတ်ကြွေတစ်ခုလာတယ်လို့မျိုးကိုခံစားရရဲကွယ်ဒီလားဒီရာဒီကိုမရောက်ချင်ဘူးဒီရာဒီရောက်လာတယ်အထီးကျန်တယ်ပင်ပန်းတယ်ဘယ်သူမှလည်းစကားပြောချင်တော့လို့ဆောင်းရဒီကိုလုံးဝမကြိုက်တဲ့သူတွေကဒီပိုင်းကိုရွေးမိလိမ့်မယ်လို့တော့ get ထင်တယ် Force of Winter Pentacle နော်ကိုအေးစိတ်နေချင်လား Okay အဲ့ဒီတော့တနာစရာလေးဒီပိုင်းတူလေးရတနာစရာလေးဒီစမိုင်းမြန်ပြီးသွားဖို့မျှော်လင့်နေရလို့ get ထင်တယ်ပေါ့နော်လောလောဆယ်ကြည်ရတဲ့ဟာရတော့လေဒီစမိုင်းမြန်ပြီးသွားရင်ကောင်းမှာပဲပေါ့ဒီစမိုင်းမရှိရင်ကောင်းမှာပဲပေါ့နော်အဲ့လိုမျိုးဟုတ်ပြီဆိုတော့အခြေအနေနဲ့ပေါ့နော် Winter Week ဆိုတာတော့ဒါ Week of Fortune ပေါ့နော် Week of Fortune ဖြစ်တဲ့အတွက်ကြောင့်ကက်စမာရတပတ်ပြန်လေလာအောင်မဲ့အနေအထားရှိတယ်နော်ကိုပေါ့မှာရီစားဟောင်းပြန်ခေါ်နေပြန်လာတာမျိုးခေါ်ပြန်လာမျိုးပေါ့နော်ဒါပေမဲ့ပြန်လာပြီးတော့လေမှာ 5 of cap နဲ့10 of Winter One နဲ့ပေါ့နော်ကိုမျောလင့်လာကဒီလူနဲ့ဘလို့အခြေအနေတစ်ခုဘလို့မျိုးသွားမယ်ဒါမျိုးပေါ့နော်မျောမှန်းပင်မဲ့တကယ်ဖြစ်နိုင်တာကတော့အဲ့လို maybe situation အနေထားမျိုးနဲ့လာမျိုးဒါမှမဟုတ်ကိုဘလို့နေတဲ့အဆင်ပြေလာပြီးတော့ကြည်ရမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရဒီမှာဆိုရှင်ဒီအတွင်းထဲမှာသူတို့ပျော်ပါနေတာကိုအဝေးကနေကြည်နေရဆိုတော့လေ
အချိန်နဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်မှာအလေးတာတဲ့ပုံစံမျိုးတော့မဟုတ်ပေါ့နော်ဆိုတော့အချစ်ဟောင်းမျှော်နေရဆိုလို့ရှိရင်တော့ကေကမမျှော်စေချင်ဘူးနော်အချစ်ဟောင်းမျှော်နေရဆိုလို့ရှိရင်တော့မမျှော်စေချင်ဘူးဘာလို့လဲဆိုတော့အချစ်ဟောင်းနဲ့ပတ်သက်တဲ့ energy ကမကောင်းနေဘူးပေါ့နော်ဒီဘဝတွေကိုတစ်ခါပြန်ဝင်လာတဲ့ကိစ္စတွေမှာကိုကတချို့ဟာတွေမှာဆိုလို့ရှိရင်တကယ်ကိုယ့်အတွက်ကောင်းမှုမို့ချို့ကြတော့ listen you ဖို့ပေါ့နော်အဲ့လိုမျိုးလာကြတဲ့အချိန်မှာဒီလိုကတော့ကိကတော့လေကိုယ့်အတွက်ကောင်းမှုနဲ့လူတော့ကိမထင်ဘူးပေါ့နော်ကိုယ့်အတွက်ကောင်းမှုနဲ့လူတော့မထင်ဘူးအားကြောင့်မို့ဟုတ်တော့မဟုတ်သေးဘူးပေါ့နော်နောက်ထပ်ပြီးကြည့်ရမယ်ဆိုရှင်အချိန်နဲ့ပတ်သက်ပြီးတော့လေကိုကလေတချို့တော့အချိန်တွေမှာအရန်ကိုစိတ်ရှည်ခဲ့တဲ့အချိန်တွေရှိတယ်ကိုအနေနဲ့ပေါ့နော်အဲ့လိုကိုချစ်ပေးသလားပြန်ပြီးချစ်ခင်ရတဲ့ဘဝကိုလိုချင်တယ်ဒီလားကိုအဲ့လိုကိုပေးဆက်ခဲ့ရတဲ့အရာတွေကအရာထင်မှာပါပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီပိုင်းလေးရာလေးအဲ့လိုဒီမှာဆိုရှင် Master the Winter One ပေါ့နော်အဲ့လိုကိုကိုကလေခက်တီခက်တနနေရယ်ဘယ်သူနဲ့မှပေါ့နော်ကိုဘွားနဲ့ကိုနေတယ်ကိုပုံစံနဲ့ကိုနေတယ်ဒါပေမဲ့အဲ့တော့ဘယ်သူမှလည်းရင်ဖွင့်စရာမရှိဘူးပေါ့နော်ကိုတယောက်တည်းစိတ်ခံစားရဲကိုတယောက်တည်းပင်ပန်းနေဒါမျိုးပေါ့နော်အဲ့တော့ဒီဇင်ဘာဆိုတဲ့အရာကြီးကကို trauma အမြဲပြန်ထားစေရဲ့အရာဒီဇင်ဘာကြီးကကိုတခုခုပင်ပန်းစေရဲ့အရာဆိုပြီးကိုစိတ်ထဲမှာထင်ထားတာမျိုးရှိရလို့ခံစားမိရပေါ့နော်ခုနကနေပြောနေရအဲ့တော့အဲ့လောက်ကြီးထိဆိုးရမယ်တော့မဟုတ်ဘူးပေါ့နော်ဒီစောင်းတွင်းကနေပြီးတော့အခါကျတော့မြန်နေရာဒီကိုရောက်ချင်တာမျိုးရှိကောင်းရှိပေမဲ့လည်းဘယ်လိုဖြစ်ဖြစ်ဒီဟာလေးကတော့ကြုံတွေ့အောင်မဖြစ်ကြအောင်မယ်ဆိုတော့လေအခုဒီလက်ရှိမှာကတော့ဘွားမှာအတိတ်ကကိစ္စတွေပြန်လာလိမ့်မယ်ကိုယ်အနေနဲ့လေတချို့အရာတွေကရှောင်ပြေးလို့မရဘူးပေါ့နော်ကိုယ်တကယ်လက်ခံပြီးတော့ဖြည့်ရှင်းပြီးဆက်သွားမယ့်အရာမျိုးတွေရှိရကိုပင်မန်းလည်းပင်မန်းလည်းဘယ်လိုဖြစ်ပေါ့နော်အဲ့လိုကိုတကယ်လက်ခံပြီးမှဆက်သွားမှရမယ်အနေအထားရှိရဖြစ်တဲ့အတွက်ကြောင့်ပင်မန်းပဲလည်းဆက်သွားစရာရှိရဆက်သွားမယ်ဖြည့်ရှင်းစရာရှိရဖြည့်ရှင်းရမယ်ပေါ့နော်ကိုအရင်ကြီးလောက်ယူစရာမလိုဘဲနဲ့အဲ့လိုလက်ခံစရာရှိအောင်လက်ခံလိုက်မှပဲအဆင်ပြေမယ်ပေါ့နော်ဥမာကိုဒီ relationship နဲ့ပတ်သက်ပြီးတော့ခါကြဒီຢာကကိုတခုခုပြောမှဖြစ်မယ်ဒီຢာကိုဖြတ်မှဖြစ်မယ်ဆိုတော့ဖြတ်ကမယ်အကယ်မဟုတ်ဘူးဆိုရှင်လည်းကိုအနေနဲ့ဘာဆက်လုပ်မလဲဒါမျိုးတခုခုလောကမှာပေါ့နော်မဟုတ်လို့ရှင်လည်းကိုအနေနဲ့ကိုရဲ့ version ကိုပြောင်းလဲပြီးတော့ပေါ့နော်အဲ့လိုမျိုးဘယ်သူဘက်ကအလေးတာလဲတွေမတာလဲဒါမျိုးကြီးမဟုတ်ဖ ೇನೆ ပေါ့သိရမလားဖြည့်ရှင်းစရာရှိရဖြည့်ရှင်းလိုက်မှပဲကိစ္စတွေကအဆင်ပြေသွားမှာပေါ့နော်မဖြည့်ရှင်းမနဲ့ရှောင်ပြေးနေရတော့ကိုကတိတ်တိတ်ပုံခိုးကြည့်နေရသိရမလားအကောင့်တွေကိုသွားခိုးကြည့်နေရထားရမဖြစ်နိုင်ဘူးပေါ့နော်ကိုပဲဆက်ပြီးပြင်ပန်းလာမယ်အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်လက်ခံစရာရှိရလက်ခံပြီးကိုဘွားကိုရှေ့ဆက်ဖို့တော့လိုအပ်တယ်ပေါ့နော်ဒီမှာဆို morning like energy လည်းပါနေတာဖြစ်တဲ့အတွက်ကြောင့်ကိုအနေနဲ့ကိုပါဆက်လုပ်မလဲပြီးလို့ရှိရင်ကိုရွေးချက်မှုလုပ်ပေါ့နော်ဒီမှာဆို production energy လည်းရှိရဖြစ်တဲ့အတွက်ကြောင့်လှုပ်ရှားရှိရလုပ်ဖို့တော့ပြောထားရဲနော်ဒီမှာ21 energy ရော10 energy ရောဆိုတော့ကောင်းတယ်ပေါ့နော်ဒီမှာဆို9 energy လည်းပါတယ်ဆို90 21ဆိုတော့ဘယ်လောက်ဖြစ်မလဲ90 19 20 21ချိန်ပဲပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲလက်ခံစရာရှိရလက်ခံပြီးတော့ဆက်သွားပေါ့နော်ကိုယ့်တက်မဟုတ်တဲ့သူကိုမမျောလင့်ပါနဲ့ရောပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ပြီးတော့နောက်တစ်ခုကဒီအခြေပိုင်းမှာပဲပေါ့နော် single တွေတို့အဲ့လိုတချို့လူတွေတို့ဆိုရှင်ပေါ့နော်အဲ့လိုဘယ်လိုပြောမလဲကိုနဲ့ဒီလင်းလာလုပ်တဲ့သူပတ်သက်တဲ့သူကပေါ့နော်အရင်ကောင်းမွန်တယ်လို့ထင်ရပေမဲ့ပေါ့နော်အဲ့လိုတချို့လူတွေကရွေးချယ်တတ်ကြမှုမှာကိုအရင်လိုချင်တဲ့လိုအပ်ချက်တစ်ခုပြည့်မီရင်ပြီးရောဆိုပြီးရွေးချယ်တတ်ကြရမလားအဲ့လိုမဟုတ်ဘဲねပေါ့နော်ကိုတို့တကယ်ဘလို့အချိန်လေးမျိုးဖြစ်မှဒီလိုကကောင်းပါလဲဆိုတော့တစ်ချက်ပြန်စဉ်းစားပြီးမှရွေးတင်တယ်လို့တော့ကစ်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နည်းနည်းအပေါ်ရဆန်တဲ့ energy ရှိရပေါ့နော်အခြေအမှာအဲ့လိုကိုကဒုတိယလူဆိုပြီးစုံစမ်းလိုက်တာဒုတိယလူရှိရဲတခြားလူရှိရဲဆိုလို့စုံစမ်းနေတာကိုနဲ့ဒုတိယလူဖြစ်နေရဲဆိုတော့အကွက်တွေကဒီဇင်ဘာထဲမှာလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်တတိထားဖို့လိုအပ်တယ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့အရင်ကောင်းမွန်နေတဲ့ energy လို့မခံစားရဘူးအားကြောင့်မလို့ပိတ်ရက်ဒီမှာကိုယ့်ရင်ကိုခယူးဆိုင်တာကိုယ့်ရင်ကိုပို့ပြီးတော့ကိုယ့်အိမ်နဲ့ပဲပို့နေတာเนาะဒါမျိုးလေးတွေဒီမှာ blackberry လေးပါလာဆိုတော့အဲ့လိုကိုယ့်အိမ်မှာကိုယ်ပဲပို့ပြီးတော့နေတာမျိုးပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတိတ်ပြီးစိတ်ဝင်စားဖို့တော်တော်လိုအပ်တယ်ကိုတိုင်းရဲ့ကိုယ့်ရဲ့ skill တွေကိုပိုပြီးမြင့်တင်တာမျိုးတော်တော်ကပိုအားပေးရပေါ့နော်ဆိုတော့အခြေပြီးတော့ပြီးအလုပ်ခိုင်းတဲ့စီးပွားရေးကတော့ကောင်းတယ်ကိုလုပ်ရင်လုပ်ကင်တလားအဆင်ပြေရပေါ့နော်ဒါပေမဲ့အရင်မနာရင်မထမ်းပါနဲ့ပေါ့နော်အဲ့လိုသူများရဲ့နဲ့ရှင်းပြီးတော့လေသူများရဲ့ဘယ်လိုမျိုးဖြစ်နေပြီသူများရဲ့ဘယ်လိုအောင်မြင်နေပြီငါတော့ဘယ်လိုမျိုးမအောင်မြင်သေးဘူးငါဘွားရဲ့ဘယ်လိုမျိုးရွှေ့ချက်တွေခတ်နေရပဲတဲ့မှာအဲ့လိုမျိုးစိတ်အားငယ်ရမျိုးသူများနဲ့ရှင်းမိရမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမရှင်းနဲ့အဲ့လိုမျိုးစိတ်အားမငယ်နဲ့ကိုယ့်ကိုအဆင်ပြေသူလေးလို့ဖြည်းဖြည်းချင်းလေးသွားပေါ့နော်အဲ့ဆိုရှင်အဆင်ပြေသွားပါလိမ့်မယ်။နော်သူများနဲ့ရှင်ခြင်းနဲ့ကိုယ့်ရဲ့စိတ်ကိုထိမ့်ပါပေါ့နော်။ကို flow လေးနဲ့ကိုယ့်ရဲ့အနေအထားလေးနဲ့ကိုသွားပါ။သူများနဲ့ရှင်ပြီးတော့ခါကျသူများလောက်တိုင်းလိုက်လို့နေစားဘလို့အပ်ဖို့ပေါ့နော်။
အလုပ်ကိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီအခွင့်အရေးကလာဖို့ရှိတယ်သိရမလားအခွင့်အရေးလာဖို့ရှိ action ယူဖို့လည်းရှိတယ်ဒါပေမဲ့ကိုယ်ရဲ့ချမ်းသာခြင်းတွေလို့ manifest တိုင်းချက်ချင်းချမ်းသာလာမျိုးတော့မဟုတ်ဘူးလားတစ်စိတ်စီသွားရသေးရဲ့အဲ့တော့တစ်စိတ်စီသွားဖို့ energy ကအခုချိန်မှာဖြစ်တဲ့အတွက်ကြောင့်ကိုဖြည်းဖြည်းချင်းတင်ယူစရာရှိရတင်ယူလေ့လာစရာရှိရလေ့လာသူများရဲ့ပြီးရဲ့အကြံဉာဏ်တွေကိုလည်းမယူဘဲမနေနဲ့ယူပေါ့နော်ပြီးလို့ရှိရင်ကိုမယူဘဲတော့မနေနဲ့ယူဒါပေမဲ့အဲ့လိုအကူအညီလာပေးတိုင်းကိုကပေါ့နော်သူတို့လောက်လည်းမပြေပါဘူးငါသူများအကူအညီပဲယူနေရအဲ့လိုမျိုးလည်းမတွေးနဲ့ပေါ့နော်အဲ့လိုမျိုးတွေစိတ်မပင်ပန်းနဲ့သူများရေပျော်ရွှင်နေပြီးတော့ခါကျကိုတယောက်ထဲအဖော်မဲ့နေရအောင်လဲဘာမှစိတ်မညစ်နဲ့ပေါ့နော်ကိုယ့်ရင်နဲ့ကိုယ်အချိန်ပေးကိမိသားစုနဲ့အချိန်ပေးလို့မရအောင်ဆိုကိုယ်ပိုင် skill ကိုတိုးတက်အောင်လုပ်ထားပေါ့နော်ဆိုတော့ rejection တစ်ခုတော့ကိုယ့်ဘဝမှာရှိလိမ့်မယ်ပေါ့နော်ဒီ December ထဲမှာအခုနပြောသလိုမျိုးပဲ December ကိုတစ်ခုလာရဆိုတော့လေတငယ်ချင်းပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လူမှုရေးပိုင်းမှာဆိုရှင်လည်းအဲ့လိုသူများရဲ့သူတို့ဘာသူတို့ပြောပြီးကိုတယောက်ထဲဖဲချန်ထားခင်ရအတားလေးတစ်ခုတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့စိတ်မညစ်နဲ့1 minute နဲ့ပေါ့နော်1 minute ပါနဲ့အခြေစီးပွားရေးလူမှုရေးကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာရှိတာကအပူကန်တာပေါ့နော်စောင်းရင်းကြီးမှာဘယ်လိုလုပ်အပူကန်ပါလဲဆိုဟုတ်တယ်အပူကန်တာရေမချိုးတာမဖြစ်ဖြစ်တောင်းလို့ရှိရင်ရေချိုးလွန်တာဖြစ်ဘယ်လိုဖြစ်အဲ့လိုပါဇက်ထဲမှာရှာမှာအဖူပေါက်တာဝမ်းချုပ်တာတဲ့မှာအဲ့လိုမျိုးလေပင်းနေနာတာအဲ့ဟာကြီးဖြစ်တတ်တယ်ပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးအဲ့တော်တော်လေးကို use ရမယ့် energy ပါအပူဝစ်ပြီးတော့ခါကြတော့အဲ့လိုအပူများနေတဲ့အချိန်တော့မို့အနှွေးရဲ့အရင်ဝတ်ထားပြီးတော့အရင်နှွေးရောက်နေတဲ့အချိန်မျိုးမှာရေချိုးလိုက်လို့အပူဝစ်သွားတဲ့ပုံစံမျိုးဒါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီ use ကပါမယ်ခြေစီပွားရေးကျမကြီးလူမှုရေးပညာရေးနဲ့ပတ်သက်ပြီးတော့ခါကြတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေအဲ့လိုကိုပေါ့နော်လေ့လာသင်ယူခြင်းနဲ့ပညာရက်တွေကိုလေတိတိစိတ်လေ့လာခွင့်ရပြီပေါ့ကိုကလေနည်းနည်းဘယ်လိုပြောမလဲဒီပိုင်းတူးလေးကိုတွေ့လိုက်တဲ့အချိန်မှာထူးထူးဆန်းဆန်းနေသူများရင်သဘောမကျတဲ့အရာသူများမသိချင်တဲ့အရာအဲ့လိုဟာမျိုးကိုလေ့လာခြင်းတဲ့လူမျိုးပေါ့နော်အဲ့လိုဆက်ဆူသိချင်တဲ့ energy မျိုးရရဲဆိုတော့အဲ့ဒါလေးလေ့လာပြမယ်လို့တော့คิดထင်ပါတယ်နော်လေ့လာပြမယ်လို့တော့คิดထင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကကိုဆုံးလို့ဆရာရှိရဆုံးလို့ကမယ်ကိုတော့မဟုတ်တဲ့အရာတွေအဲ့ဒါတွေအတွက်ကြေကွက်ဝမ်းနဲ့မနေနဲ့ပေါ့နော်ခုနပြောလို့ပဲအဲ့ဒီ December ပေါ့နော်အဲ့လို New Year နီးနီးတို့အဲ့လိုအချိန်မျိုးတွေမှာလေကိုအရန်ကိုအထီးကျန်ပြီးပြင်ပန်းလာမျိုးသိရမလား။ဒီဟာကြီးမြန်ပြီးတော့မျောလင့်လာမျိုးဒီ December ကြီးမရှိတော့ရင်ကောင်းမှာပဲလို့မျောလင့်လာမျိုးအဲ့လိုစိတ်အားငယ်မှုတွေတော့ဖြစ်လာတတ်တယ်ပေါ့နော်။သို့တော့ကြုံစရာရှိရကြုံတွေ့ရမယ်ဖြတ်တန်းစရာရှိရဖြတ်တန်းရမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာဘာဆက်ဖြစ်မလဲဆိုတာမှုမျိုးမှန်မှန်နဲ့ပေါ့နော်။အဲ့လိုဖြစ်လာတဲ့တရက်စီကိုပဲအကောင်းဆုံးဖြတ်တန်းပါလို့ပြောမှချင်ပါတယ်ဆိုတော့ message for pine 2 December message for pine 2Camille Spring or Camille Spring. Penny my feet stay at the walking streaming saddle when the tail of life ready to bed, you know. ဒါပါလေကိကခေါင်းနေလို့မြင်တာပဲခေါင်းနေလို့မြင်တယ်ပေါ့နော် Camille Spring ဆိုတော့လေဘုဒီမှာလည်းငှက်ကလေးလည်းရှိနေတာငှက်ကလေးလည်းရှိနေပြောချင်တာကလေအဲ့လိုပေါ့နော်ဒါကလေတိဆုံးသွားပြီးတဲ့သူတွေကကိုပြောချင်နေတဲ့စကားမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ပေါ့နော်အဲ့လိုကိကကြတော့အခုနပြောထားတဲ့ဥစ္စာကိုပဲကြည့်သွားတွေ့တယ်။ဘာလဲဆိုရှင်ရာသီရဲ့အလီလီဖြတ်ကျော်နေပြီးတော့လေတည့်ရမှာတရက်ပြီးတရက်ကိုကဘာမှမလုပ်ပဲနေလို့ရှင်လေအဲ့လိုပေါ့သိသွားမှာပဲပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်ရှင်လေဒီ winter ပြီးသွားလို့ရှိလို့ရှင်လေအဆောင်တွန်းပြီးသွားပြီးလို့ရှင်လေနွေရာသီလာမှာပဲပေါ့နော်အဲ့လိုရာသီအလီလီကုန်သွားပြီးအချိန်တွေကကုန်သွားတယ်ပေါ့နော်အဲ့တော့ခါကြတော့ကိုကဒီအချိန်မှာစိတ်ပြပန်းနေဆိုပြီးနေလို့မရပဲနဲ့ကိုလို့ဆရာရှိရဲ့အရာတွေကိုဒီတော့အတွက်မှာလှုပ်ထားရမယ်ပေါ့နော်ကိုအတွက်ခိုးလုံးစရာနေရကိုအတွက်ကောင်းမွန်တဲ့နေရအဲ့လိုရှားရမယ်လို့ပြောရပေါ့နော်ပြီးတော့အဲ့လိုကိုမေးရော့ထားခဲ့တဲ့အရာတွေပေါ့နော်ကိုမလုံးချင်ဘူးကိုမဖြစ်ချင်ဘူးအဲ့လိုမေးရော့ထားတဲ့အရာတွေကိုပေါ့နော်တစ်ခေါက်တစ်ဖက်ပြန်ကြည့်ဖို့အတွက်တော့ပြောနေအောင်ထပ်ပြီးလောက်တာတော့ဒီ blackberry ဆိုတဲ့အကက်ပဲထက်ကြလာတယ်ပေါ့နော်ဆိုတော့ကမလောက်ဖြစ်ကုန် so there is no waving with expanded when you include the present or spirit within self တဲ့เนาะအထွန်းထဲမှာရှိတဲ့အရာလေးဘယ်လိုမှခုနပြောလို့ကိုကနေတယ်တရားမှာသူများရင်လည်းရှင်တယ်ကွယ်ကိုကသူများရင်လည်းရှင်တယ်သူများရင်လည်းလုပ်တယ်တကယ်တော့ဒီ calling spirit ပေါ့နော်ခုနပြောလို့ဒီမှာတိတ်ဆုံးပြီးတဲ့သူနဲ့အဆက်အသွယ်ကိုယ့်ရဲ့ရင်ထဲမှာတဲ့မလားကိုကလေကိုယ့်ရဲ့အတွင်းထဲမှာတကယ် inner power ရှိရပေါ့နော်တခုလှုပ်ချင်ဖြစ်တယ် manifest ရင်ဖြစ်တယ်เนาะတွေ့လားဒီမှာNo, became the shadow that
voice chat keeping quiet while moving intentionally ပေါ့နော်ကိုကလေတခုဆိုရှင်အသေးစိတ်ငြိမ်လေးလှုပ်ရှားတတ်တဲ့သူပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတွင်းထဲမှာပဲကိုဒီမှာရှိရပေါ့နော် like ကလေအဲ့အရာကိုအဲ့ line ကိုခံစားပြီးတော့အခုဘာလုပ်မလဲဆိုတော့ဆက်ပြီးလုပ်ဖို့လိုရတာပေါ့နော်ဒီမှာဆိုလဲ intuition ဒီမှာဆိုလို့ရှိရင်လဲ waving เนาะအဲ့လို meditation ထိုင်တာအဆက်အသွယ်နဲ့စကားပြောတာတည်ရမှာအဲ့လိုမျိုးတွေကကိုယ့်ကိုပေါ့နော်လုံးဝဒီလိုမျိုး deep down ကြည်ကွဲနေရမျိုးသူများအိမ်နဲ့ရှင်းတာမျိုးဖွင့်နေလူတိုင်းမှာ gift တစ်ခုအဲ့လိုမျိုးတစ်ခုရှိရပေါ့နော်အဲ့ gift ကိုကိုယ်အနေနဲ့အဲ့ line ကိုခံစားပြီးတော့ခါကြတော့အဲ့လိုဒီ spring ကိုကြော်ဖြတ်ပေါ့နော်ဒီ sound တော့မှာကိုယ့်အတွက် achievement တစ်ခုအဲ့မျောလင်းချက်တစ်ခုလာလိုက်မယ်ပေါ့နော်ကိထင်တာကတော့လေအဲ့လိုဒီလိုမျိုးအကြအမြင်ခံတာတွေဒီလိုမျိုးဟောပြောတာတွေမဟုတ်ရင်တောင်မှပဲပေါ့နော်ကိုယ့်အတွက်တကယ်အဲ့လိုတချို့ကအိမ်မက်ထဲကနေပြောတာမျိုးတချို့ကျအဲ့လိုတစ်ခုခု message တစ်ခုခုပေါ့နော်ဒီ sound မှာရတာမျိုးဖြစ်ကောင်းကိုဖြစ်လိမ့်မယ်ကိုတကယ်မျောလင့်နေခဲ့တယ်ငါရဲ့ဘဝကဘာလို့ဒီလိုမျိုးစုပ်ပြတ်တက်နေရတာဒါမှမဟုတ်ငါရဲ့ဘဝကဘာလို့ဒီလိုဖြစ်နေရလဲဆိုတွေးခဲ့တဲ့အဖြေတွေအတွက်အဖြေတစ်ခုရမယ်လို့တော့ကိထင်တယ်ပေါ့နော်အဲ့ line လေးတစ်ခုလာတယ်ကိုယ့်ကိုခံစားပါကိုယ့်ကိုပြန်ချစ်ပါကိုတကယ်ဘလို့လူလဲဆိုတော့ပြန်ချတွေးမဲ့အချိန်ပဲလို့တော့ကိထင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ပိုင်းတူးလေးတွေ reading ပဲဖြစ်ပါတယ်ဒီလောက်နဲ့ပဲရက်လိုက်မယ်ပေါ့နော်level လက်တော်နာနေဆိုတော့ပိုင်းတူးလေးအတွက် reading ကတော့ဒီလောက်ပါပဲဆိုတော့ဒီဇင်ဘာတစ်လလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့ဖျက်ချော်နိုင်ပါစေလိုချင်တဲ့ဆန္ဒအိမ်နဲ့ရှေ့ကိုဆက်ပါเนาะပြီးတော့အခွင့်အရေးတစ်ခုရရနဲ့မတွေ့ပဲနဲ့တေချာအမိရဖမ်းဆိုပြီးဆက်သွားပါပေါ့နော်အားလေးမှချင်ပါတယ်ဆိုတော့ခုနပြောလိုမျိုးပဲလူမှုရေးနဲ့ပတ်သက်ပြီးတော့ကတော့တတိထားမယ်ပြီးရင်ကိုယ့်ကိုယုံကြည်ရမယ်ပေါ့နော်အားလေးမှချင်ပါတယ်ဆိုတော့နောက်ထပ် reading လေးမှာပြန်တွေ့ပါမယ်ရှင့်